Vietnam မှာအိမ်ငှားမယ်ဆိုလို့ရှိရင်ငှားပြီးတော့မှနောင်တမရအောင်လို့ဒီအချက်တွေကိုအရင်ဆုံးသိထားပါအားလုံးပဲမင်္ဂလာပါကျွန်မကတော့ TikTok ပိုင်းကိုခေါ်ပါတယ်ကျွန်မအခုလက်ရှိ Vietnam မှာနေနေရဆိုလို့ရှိရင်၄လကျော်5လထဲမှာပေါ့နော်ဆိုတော့ Vietnam မှာအိမ်ငှားမယ်ဆိုလို့ရှိရင်ဘာတွေသိထားတယ်လဲဘာတွေလုပ်ဆောင်ရမလဲဘာတွေကကိုယ့်အတွက်ကောင်းလဲဆိုတာမျိုးကိုတစ်ချက်လောက်ပြောပြပေးချင်ပါတယ်။တစ်ချက်ကပေါ့နော်ကိုကဘယ်လိုနေရာမျိုးမှာနေချင်လဲဆိုတာကကိုယ့်ဘာသာကိုအရင်ဆုံးဖြတ်ပေါ့နော်ဒါပေမဲ့တခုရှိတာကဒီမြန်မာ community တွေလည်း Vietnam မှာရှိနေရပေါ့နော်ကိုတို့ကျင်းတဲ့နေရာဒနန်းပဲဖြစ်ဖြစ်ဒလက်ပဲဖြစ်ဖြစ်ဟန်နွိုင်းပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးကူညီပေးတဲ့ agent တွေလည်းရှိပါတယ်တကယ်လို့ပေါ့နော်အဲ့လို agent တွေကိုမသုံးမဲနဲ့ကိုယ်တိုင်လုပ်ချင်တဲ့သူတွေအတွက်က Facebook group တွေကနေတစ်ဆင့်လဲရှာလို့ရပါတယ်ဒါပေမဲ့ online ပေါ်ကနေရှာမယ်ဆိုလို့ရှိရင်တည်ထားတင်တာတစ်ခုကကိုသုံးမဲ့ budget amount ကိုဘယ်တော့မှမပြောပါနဲ့ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ budget ကကိုယ့်ရဲ့အခန်းကဖြစ်သွားပါလိမ့်မယ်ဆိုတော့ကိုကအခန်းလိုချင်တယ်ဆိုလို့ရှိရင် online ပေါ်ကနေအရင်ဆုံးရှာမယ်ဆိုလို့ရှိရင်သူတို့ရဲ့ Facebook marketplace တွေ group တွေမှာသူတို့တင်ပေးထားတဲ့ဈေးနှုန်းတွေနဲ့အခန်း location တွေတစ်ချက်ရှိပါတယ်ကိုကြိုက်တဲ့နေရာကိုကြိုက်တဲ့ဈေးနှုန်းရှိရဆိုလို့ရှိရင်တိုင်းရိုက်မြင်မြန်ပြီးတော့လုပ်တင်တာဆက်လုပ်လို့ရတယ်ပေါ့နော်တကယ်လို့မှဒါပေမဲ့ကိုယ်တိုင်အခန်းကိုသွားမကြည့်ဘဲနဲ့တော့လုံးဝစာချုပ်မချုပ်ပါနဲ့ဒုတိယတစ်ချက်အနေနဲ့ကတော့နေရာတနေရာရဲ့ခံမှန်းဈေးနှုန်းတွေကိုလေ့လာပါဘာလို့လဲဆိုတော့ညီမကအခုဒနန်းမှာနေရပါတော့ဒနန်းမှာဆိုလို့ရှိရင်သူ့ရဲ့ဈေးနှုန်းက3 million 4 million နေစပြီးတော့အဲ့လိုမျိုး20 million 25 million 30 million ဆိုတဲ့ဟာတွေအများကြီးရှိရပေါ့နော်ပုံမှန် studio room တစ်ခုကိုချက်ပြုတ်လို့ရတဲ့နေရာလေးပါမယ်ဆိုလို့ရှိရင်ခံမှန်းခြေဈေးနှုန်းကချို့နေရာရေးဆိုလို့ရှိရင်3.5 million လောက်ကနေစရှိရပေါ့နော်အစားအစာပဲ8 million 9 million လောက်ထိရှိပါတယ်သူရဲ့အခန်းမှာပါတဲ့ facility ဒါမှမဟုတ်သူရဲ့ apartment မှာရှိတဲ့ facility တွေပေါ်မှာမူတည်ပြီးတော့ဈေးနှုန်းအပြောင်းလဲလေးတော့ရှိရပေါ့နော်ညီမနေတဲ့အခုလက်ရှိအခန်းကတော့တစ်လကိုမှ 4.5 million ပဲပေးရပါတယ်နောက်တစ်ခုကဗီယက်နမ်မှာဆိုလို့ရှိရင်အခန်းကားမယ်ဆိုလို့ရှိရင်သိထားတင်တာကသူကထိုင်းနဲ့လုံးဝမတူပါဘူး။ဘာနဲ့တူလဲဆိုလို့ရှိရင်မြန်မာနိုင်ငံနဲ့နည်းနည်းလေးဆင်ပါတယ်။ထိုင်းမှာဆိုလို့ရှိရင်ကြတော့ကိုကအခန်းကားမယ်ဆိုလို့ရှိရင်ကိုဘယ်နှလားချုပ်ချင်တယ်ပြီးတော့ပထမဦးဆုံးအခန်းကတန်ဖိုးရယ်စပေါ်ရယ်ပြီးတော့ကိုကအဲ့မှာစာချုပ်ချုပ်ပြီးတက်နေလို့ရပြီပေါ့နော်ဒီမှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးကိုက deposit ပေးရမယ်ပြီးတော့ကိုဘယ်နှလနေလဲဆိုတာကိုစာချုပ်ချုပ်လို့ရပါတယ်2လတန်ဒီ2လ3လတန်ဒီ3လပေါ့နော်အခန်းတွေထားပေါ်မူတည်ပြီးဒါမှမဟုတ်ဈေးနှုန်းပေါ်မှာမူတည်ပြီးတော့6လဒါမှမဟုတ်2လ3လစာချုပ်ချုပ်လို့ရပါတယ်နောက်ပြီးတော့တိထားရမှာတခုကကိုကအခန်းစာချုပ်မချုပ်ခင်မှာဒီကအခန်းကတည်တန်လာရေဘိုးဘလောက် electricity ကဘလောက်ပြုပြင်ထိန်းသိမ်းကဘလောက်ဆိုတာမျိုးတော့တစ်ချက်မေးကြည့်တင်ပါတယ်ဗီယက်နမ်မှာကောင်းတာတခုတော့ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်မအခန်းဆိုလို့ရှိရင် aircon ခဏပြတ်တယ်ပေါ့နော်ဒါပေမဲ့ aircon ပြတ်တဲ့အခါကျလို့ရှိရင်ကိုကပြင်ကပေးစရာမလိုပါဘူးဒီအခန်းပိုင်ရှင်ဘက်ကသူ့ဘာသူပြင်သမားခေါ်ပြီးတော့လာပြင်ပေးရပေါ့နော်ကျမတို့နှစ်ခါရှိပြီနှစ်ခါလုံးတစ်ခါမှမပေးရသေးပါဘူးရေဘိုးမီဘိုးကြတော့အဲ့ဒါကမီတာကတော့ဘလောက်ကျတယ်ဆိုပြီးတော့သူတို့သတ်မှတ်ပေးတယ်ပေါ့နော်ဒါပေမဲ့ရေဘိုးကတော့တချို့နေရာတွေဆိုလို့ရှိရင်ဗီယက်နမ်ငွေ3သိန်းတောင်းတာတော့2သိန်းတောင်းတာတော့အဲ့လိုမျိုးရှိတတ်တယ်ပေါ့နော်ညီမတို့အခန်းမှာတော့အဲ့လိုမျိုး extra ထပ်ပြီးတော့ဒီတန်ထပ်အပ်တာမျိုးမရှိပါဘူးနောက်တစ်ခုကကိုကအခန်းမငှားခင်မှာကိုနေတဲ့ပတ်ဝန်းကျင်ရဲ့ location ကိုတစ်ချက်စစ်ဖို့လိုပါတယ်အမြဲတမ်းဆူညံနေတဲ့ပတ်ဝန်းကျင်လားဆောက်လုပ်ရေး site တွေများတဲ့နေရာလားဒါမှမဟုတ်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလားကိုကရေရှည်ဒီနေရာနဲ့အဆင်ပြေလားဆိုတာကိုတခြားလေးလက်ကြည့်တင်ပါတယ်နောက်ထပ်အရေးကြီးတာတစ်ခုကကြတော့ဗီယက်နမ်မှာဆိုလို့ရှိရင်ကိုကအခန်းငှားတာပဲဖြစ်ဖြစ်ဒီမှာအိမ်ငှားတာပဲဖြစ်ဖြစ်ပေါ့နော်ကိုရဲ့အင်ရှင်ကကိုယ့်ကိုအဲစင်းတိုင်ထားပြီးဖို့လိုပါတယ်ဆိုတော့အဲစင်းတိုင်ထားဖို့ဆိုလို့ရှိရင်သူတို့လာစစ်တဲ့အခါမှာကိုယ့်အတွက်အခက်အခဲဖြစ်တာမျိုးတွေအဆင်မပြေဖြစ်တာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ကိုကစာချုပ်မချုပ်ခင်မှာအင်ရှင်ကိုအဲစင်းတိုင်ပေးလားဘယ်လိုများလုပ်ဆောင်ပေးလဲဆိုတာကိုမေးလို့ရပါတယ်အိမ်ငှားမယ်ဆိုလို့ရှိရင်တော့ဈေးသက်သာတာတစ်ခုတည်းဝယ်ကြည့်လို့မရဘူးပေါ့နော်ကိုယ့်အတွက်ဘာတွေစီပြင်နိုင်မလဲဈေးဝယ်လို့ရတဲ့နေရာနဲ့နီးလားကမ်းခြေနဲ့နီးလားဘာလို့ဆိုတော့ကိုနေတဲ့နေရာကကမ်းခြေနဲ့ဆိုရင်ကမ်းခြေနဲ့နီးရပေါ့နော်ဒါမှမဟုတ်တောင်တန်းဒေသဆိုလို့ရှိရင်လည်းဈေးဝယ်လို့ရတဲ့နေရာနဲ့နီးလားဈေးနီးလားဆိုတော့တစ်ချက်စစ်ကြည့်တင်ပါတယ်ပြီးတော့ကိုကအင်ရှင်နဲ့စာချုပ်ချုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းသူတို့ကများတော့အပြေးဗီယက်နမ်နဲ့ English ဆိုပြီးတော့နှစ်မျိုးစာရေးပြီးတော့စာချုပ်လုပ်လို့ရပါတယ်ကိုကစာချုပ်မှာလက်မှတ်မထိုးခင်တေချာလေးဖတ်ပါတေချာမေးမြန်းပါမသိရနားမလည်တာရှိရင်စာချုပ်မချုပ်ခင်တည်းကတေချာရှင်းလင်းသိအောင်လုပ်ပြီးတော့မှစာချုပ်မှာလက်မှတ်ထိုးပါလို့ပြောချင်ပါတယ်
နောက်ဗီဒီယိုလေးမှာလည်းတည်ထိုက်တာလေးတွေကျမရဲ့အတွေ့အကြုံလေးတွေကို share လုပ်ပေးပါမယ်ဆိုတော့နောက်ဗီဒီယိုလေးတွေကိုလက်မလွတ်ရအောင်ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ပါအောင်เนาะအားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်